တော်တဲ့ရင်တို့တော့လွယ်နေပါလေသောနာတဲ့ဥစုကိုလည်းသိက္ခာချပြီးလူဝင်လဲပေးလိုက်ကြတာဟိတို့လာခေါ်တဲ့အဲ့ဒီကကြောင့်လည်းပါသွားလိမ့်မယ်ဝေသူတော့ဘာမှမနာပါဘူးဘာမှမကြောက်တော့